ယုံကြည်သူဘုရားသားသမီးများချစ်တဲ့တနေ့ကျွန်တော်ကယုံကြည်ခြင်းအရာမှာအားကြီးလာဖို့တိုးပွားတဲ့ယုံကြည်ခြင်းဖြစ်နေစေဖို့လိုအပ်ပါဆိုတော့တတလုံးနဲ့ဒုတိယဆောင်ခန်းကြီးတက်ငယ်တောင်းပါတယ်လို့ပြောတယ်ညီအကိုတို့သင်တို့ယုံကြည်ခြင်းသည်အလွန်တိုးပွား၍လူတိုင်းအတီးတို့သည်အချင်းချင်းချစ်ချင်းမြတ်တာနဲ့ပြည့်စုံကြသည်ဖြစ်၍ငါတို့သည်ပြုတင်သည့်အတိုင်းသင်တို့ကြောင့်ဘုရားသခင်ယေရှုတော်ကိုအစင်မပြတ်ချီးမွမ်းကြဆိုတော့ဒီတိုးပွားတဲ့အားကြီးတဲ့ယုံကြည်ခြင်းရှိတဲ့သူရဲ့လက္ခဏာဆိုင်တစ်ခုကဘာလဲဆိုလို့ရှိရင်အချင်းချင်းချစ်ချင်းမြတ်တာနဲ့ပြည့်စုံခြင်းဖြစ်ပါတယ်။ဒါကလေးကျွန်တော်ယုံကြည်ခြင်းအားကြီးလို့ပြောတဲ့အခါမှာဘလောက်လုံနိုင်တယ်ဘလောက်တတ်နိုင်တယ်ဘလောက်ပီကံပါဝင်နိုင်တယ်ဆိုတဲ့အရာလဲတစ်ဖက်မှာမှန်တယ်လို့ဒီနေ့တိုးပွားတဲ့ယုံကြည်ခြင်းရှိတဲ့သူတယောက်ရဲ့တတ်တာထဲမှာလုံနိုင်ခြင်းနဲ့တတ်နိုင်ခြင်းတွေပဲရှိတာမဟုတ်ဘဲနဲ့အချင်းချင်းချစ်ချင်းမြတ်တာနဲ့ပြည်စုံရရခွင့်တဘောထားနိုင်တဲ့ခွင့်ရှိခြင်းကိုပုံဆောင်ပါဆိုတဲ့ယုံကြည်ခြင်းရှိတယ်ပြောပြီးတော့အချင်းချင်းဆိုတဲ့တင်မိသားစုကိုတင်မချစ်နိုင်ဘူးတင်ရဲ့လောဘောဆောင်ဘက်တွေကိုတင်မချစ်နိုင်ဘူးတင်ရဲ့နော်မိတ်ဆွေတွေတင်ရဲ့မိသားစုတွေတင်နဲ့ဆက်ဆိုင်တဲ့လူတွေကိုမချစ်နိုင်ဘူးမြတ်တာမချနိုင်ဘူးအမြင်သဘောထားမကြည့်နိုင်ဘူးနော်မခွင့်လွတ်နိုင်ဘူးဆိုတဲ့သဘောကတင်ချစ်ခြင်းမြတ်တင်ယုံကြည်ခြင်းမရှိခြင်းပဲဖြစ်စမ်းစာပြောတိုးအလွန်ချစ်ယုံကြည်ခြင်းဒီအလွန်တိုးပွားရလူတိုင်းအတီးတို့ဒီအချင်းချင်းချစ်ခြင်းမြတ်တာနဲ့ပြည့်စုံကြသည်ဖြစ်၍လို့ပြောတာပါဆိုတော့ဒီကျွန်တော်ရဲ့တိုးပွားတဲ့ကြည်ချင်းအားကြီးလာပြီဆိုတဲ့အရာကိုချစ်ချင်းမြတ်တာထားရှိခြင်းအားဖြင့်တတ်သိထူဖို့ရန်အတွက်ဖခင်ရဲ့ဘုံကိုထင်ရှားစေဖို့ရန်အတွက်လိုအပ်တဲ့ဆိုတဲ့အရာကိုဒီနှုတ်ကပတ်တော်အချင်းထောက်ပြဝင်ငါခွန်အားပေးခြင်းတာဖြစ်တယ်အရောက်တိုင်းဖခင်ထူကောင်းချီးပေးပါစေ